စိတ်ပြီးသီးလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့ရသော်ဖျားကလမ်းညွှန်ပေးထားအဲ့ဒီလမ်းညွှန်ရဲ့အတိုင်းကြီးလိုက်နာကျင့်ကြံရုပ်ကိုအားထုတ်မယ်ဆိုလို့ရှိရင်ညီတူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးချစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထွက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာကြံစီမိရာထွက်ပေါက်မျိုးမျိုးပြုလုပ်ကြတယ်ဆိုပါလို့လောကသူတွေမှာလူငယ်လူရဲ့အတိုင်းအပိုင်ဝိုင်းနေတဲ့ရန်ခါစိတ်ညစ်စရာဆိုတာတွေ့လာရန်ခါစိတ်ညစ်စရာတွေ့လာတယ်ရန်ခါပျော်စရာတွေတွေ့လာတယ်ရန်ခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်ရန်ခါကျတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်အဲ့ဒါလို့စိတ်အချင်းအကျ emotion တွေများလာလို့ရှိရင်ထပ်ပေါက်ရှာမရတော့ဘာလို့ကြဒီကနေ့ခေတ်အချို့ပုဂ္ဂိုလ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထပ်ပေါက်ရှာတဲ့အနေနဲ့ဘုရားဆေဝါတွေအသုံးပြုကြတယ်အရက်သေးသားတွေတောက်စားကြတယ်အဲ့ဒီဒီနဲ့ထွက်ပေါက်ရှာလိုက်ကြဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပြစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတစ်ခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖြစ်စည်းနေတာကိုဖယ်ရှားပစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာရအဲ့ဒီထွက်ပေါက်အားတကယ်အစစ်အမှန်ထွက်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလဲလာတကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလဲနဲ့ထွက်ပေါက်ရှာရင်းနဲ့ဒုက္ခရောက်သွားကြအကျဉ်းချက်တွေပိုများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာဒီကနေ့ထွက်ပေါက်မှန်ကန်ထွက်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာတချို့ကပြောကြတယ်မဟုတ်လားလူတယောက်ကွမ်းစား